နမောတချင်းကိုဟာတာလောက်တာမဟုတ်ကြောင်းအလင်းအမြန်ဖြည့်ရှင်းနေရတဲ့လိမ္မာရင်ကျေးဖြူဖြူတွေအားလုံးပဲမင်္ဂလာပါဆယ်လီတိုင်းနူပိတ်ကနေပြန်လေကကြိုဆိုလိုက်ပါရယ်ဖြူဖြူထွေးရသူ့ကိုအားပေးသူတွေများလာဖို့ဆိုရင်လူအများရှိမှဂျွန်းထိုးဖို့ဆိုရင်လည်းဝင်မလေးတလို့ဟာတာတွေလှုပ်ပြဖို့ကလည်းတွေ့ဝေနေတဲ့သူမဟုတ်ပါဘူးဒီလိုလှုပ်တာအကြောင်းလေးမကြာခဏတောင်းပန်ရတတ်ပြီးအခုလဲပွဲတစ်ခုမှာနမောတချင်းကိုဟာတာပုံစံတီးဆိုမိလို့တောင်းပန်နေရပါရယ်လွန်ခဲ့တဲ့ရက်ကဖြူဖြူထွေးဟာမန်းလေးပသိမ်ကြီးမြို့နယ်တွေကရှော့တရာမှာတချင်းဆိုခဲ့ပါရယ်စီယောက်ကဦးလေးတယောက်ကဖြူဖြူထွေးမရတဲ့တချင်းတစ်ပုတ်ကိုဆိုခိုင်းခဲ့ပေမဲ့လည်းမဆိုနိုင်ခဲ့ပါဘူးလူကြီးဖြစ်ပြီးတော့တရားတချင်းမတောင်းမနေကမျက်မှန်နဲ့မိန်းကလေးတချင်းတောင်းနေတယ်ဆိုပြီးဖြူထွေးရစင်ဘော်ကနေပြောလိုက်ပါရယ်ဒီတက်ရွယ်ရောက်ရင်တရားတချင်းပဲတောင်းတင်နေဆိုပြီးနမောတချင်းကိုဆိုပြလိုက်ပါရယ်သူဆိုပြလိုက်တဲ့ပုံစံကပြောင်ချောဖြစ်နေတာကိုသူကိုယ်တိုင်နဲ့သတိထားမိတယ်လို့သူ့ကိုကြည့်နေကြသူတွေကလည်းသတိထားမိကြပါရယ်ဒါကြောင့်စင်ဘော်ကကြည့်နေသူတွေကလည်းဝိုင်းရကြပါရယ်နမောတချင်းကိုကြပြက်ကချော်ဆိုထားတဲ့သူ့ဗီဒီယိုကပြည့်နေသွားပြီးတဲ့နောက်မှာစတင်ပြီးတော့အပြစ်ပြောလာကြပါရယ်လူအများရဲ့အားပေးမှုကိုရှာအောင်ရိုးသားပွင့်လေးနဲ့အညာသူမလေးဖြစ်တီးဆိုပြတတ်တဲ့ဖြူဖြူထွေးဟာဒီတစ်ခါမှာတော့အချိန်မလွန်ခင်မှာပြန်လည်ရှင်းပြနေရပါရယ်ပရိသတ်တွေကသူ့ကိုမြင်ငယ်ရေးချင်နေကြပြီးသူ့ရဲ့ပြစ်မှုတိုင်းကလည်းရေးချင်းစရာကြီးဖြစ်နေတာကြောင့်ဟာတာလို့ဖြစ်သွားခဲ့ပြီးစုံကားလိုစိတ်မရှိကြောင်းတောင်းပန်လိုက်ကြပါရယ်ဗီဒီယိုဖိုင်ကပြည့်နေပြီးတဲ့နောက်မှာဖြူထွေးတီးဆိုတာကလည်းလုံနေလို့ပြောနေကြပါရယ်ပြောနေတတ်တာကကောင်းပေမဲ့အလေးနဲ့ထားတဲ့အရာတွေကိုတော့မထိသင့်မှုဆိုတဲ့အတန်တွေထွက်ပေါ်လာပါတယ်မကြာခင်မှာတော့ဆိုရှယ်မီဒီယာရဲ့ပေါင်ချိန်တွေကအဆုံးဖြတ်ပြီးတော့မှဖြစ်တာကြောင့်အချိန်တွေမလွန်ခင်ဖြူဖြူထွေးကအလင်းအမြန်လိုက်လံတောင်းပန်နေရပါတယ်လွန်ခဲ့တဲ့နှစ်မှာလည်းဖြူဖြူထွေးကပရုပ်စီကျွညာကြောင်းတောင်းပန်လိုက်ရပြီးအဲ့နောက်မှာဘေးကျွညာကိုမှလက်မခံတော့ပါဘူးပွဲဒီမှာပဲတချင်းလိုက်ဆိုနေပြီးတော့ခုလဲတချင်းကိုလောင်တလို့ပြောင်းတလို့စုံမိတာကြောင့်အပြစ်ပြောလာခဲ့ကြတာပါဖြူဖြူထွေးကတော့နမောတချင်းကိုတာမန်လို့တီဆိုလိုက်တာဖြစ်ပေမဲ့အချို့တွေကတော့သူ့ကိုတိုက်ခိုက်ခြင်းစိနဲ့ပုံကြီးချက်ပြီးတော့ပြောတယ်လို့ယူဆထားပါရယ်သူ့ရဲ့အောင်မြင်မှုကိုမနာလို့သူတွေပုံဖြတ်ခြင်းလို့အမားကိုစောင့်နေကြတာဖြစ်ပြီးသူ့မှာအပြစ်မရှိကြောင်းရှင်းပြနေပါရယ်ဖြူဖြူထွေးကသူ့ကိုအမြဲတမ်းကောင်းတယ်တော်တယ်ဆိုပြီးချီကျူးတန်ကိုပဲလိုချင်တာဖြစ်ပေမဲ့လိုအပ်ချက်တွေကိုလည်းလက်ခံသင်ကြောင်းပြောနေကြပါရယ်အလူတွေလောက်တာနေပြီလူသမျှအရာတိုင်းကမှန်ကန်မနေတာကြောင့်ပရိသတ်စစ်မှန်ရင်လိုအပ်ချက်လေးပြောပြရမှာပါဒါပေမဲ့ဖြူဖြူထွေးတက်တော့ဒီလိုမျိုးဝေဖန်တာကလည်းသူ့ကိုမနာလိုတာကြောင့်ဆွဆွဲတယ်လို့ပဲလက်ခံထားပြန်ပါရီအခြားသောမြန်မာတန်စင်အဆိုတော်တွေလည်းပွဲဒီမှာအေးစစ်စစ်တီဆိုနိုင်ကြပေမဲ့ဖြူဖြူထွေးကတော့မကြာခဏတောင်းပန်နေရပါရီဖြူထွေးလို့တန်းနေကြည့်တဲ့အားပေးသူတွေရှိသူတွေအတွက်အမြင်မတူသူတွေကတော့အပြစ်ပြောကြမှာဖြစ်ပေမဲ့နမောတချင်းကိုဆိုမိတာကသူ့အတွက်တာမန်လောက်တာဖြစ်တဲ့အကြောင်းပြောပြနေပါရီလွန်ခဲ့တဲ့နေ့ငယ်ကလည်းစင်ပေါ်မှာဂျွန်းထုတ်ပြခဲ့တာကြောင့်ဝဲဖြောပြတာကိုခဏလောက်နားလိုက်ရပါသေးတယ်အခုလေနမောတချင်းကိုလောင်တလို့တန်းနေဆိုမိတာကြောင့်သင်ငန်းစာတွေရနေပြီဖြစ်တဲ့ဖြူထွေးကပြန်လေတောင်းပန်လိုက်ပါပြီနမောတချင်းကိုတန်ပြဲကြီးနဲ့တီးဆိုလိုက်တဲ့ဖြူထွေးဟာတကယ်ပဲဖြူစင်ရိုးသားသူလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါဦးရှင်အာဘီနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်